ဒီရုပ်ရှင်ဇာတ်ကားကလေ ဟုတ်ကဲ့ လိုင်းပေါ်မှာဆိုလို့ရှိရင်လည်းတကယ်ကိုလူတွေရဲ့စိတ်ဝင်စားမှုအများကြီးရတယ် ဟုတ်တယ် ဒါဆရာကြီးရဲ့ဟိုလေစာပေဟောပြောပွဲကအတန်လေးတွေနဲ့စာဟိုရုပ်ရှင်ဇာတ်ကားရဲ့ scene လေးတက်လာတဲ့ခါမှာလေဆရာကြီးရဲ့အတန်ကလည်းတကယ်ဂရုဏာတက်တယ်ဆိုတော့လေ ထိမိရ ထိမိရဲ့အရန်ဟိုပေါ့နော်ဆိုတော့ ဟုတ်ပါ အဲ့လိုဇာတ်ကားကြီးထဲမှာအပါဝင်ခွင့်ရတဲ့အတွက်ဘယ်လိုမျိုးခံစားချက်တွေရှိလဲပေါ့ ဟုတ် နော် ကဲ့ပါဟုတ်ဒီပန်းပြိုင်လေရဥယျာဉ်မူဒါရုပ်ရှင်ဇာတ်ကားမှာကျွန်တော်ကပထမဦးဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တယ်ကျွန်တော်တို့ကအဲ့ဒီတော့တရားဒါမောင်လူကြီးအဖြစ်ပါဝင်ပြီးတော့တရုပ်ဆောင်ခွင့်ရတဲ့အတွက်လည်းကိုအရန်ကိုဂုဏ်ယူတယ်ပြီးတော့ဝမ်းသာပါတယ်အခုလိုမျိုးပါဝင်ခွင့်ပေးတဲ့ Hain Production ပြီး M Production မှာတာဝန်ရှိလူကြီးမင်းများရောပြီးတော့ Director အကိုဝင်းလင်းထက်ကောကျွန်တော်ဒီညနေကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ဒါဝိထုတွေကဒီဇက်ကောင်လေးတွေကိုသူတို့ကအဲ့လိုမျက်ဝါးတင်တင်မြင်ရတော့မှာဆိုတော့အဲ့ဒီရင်ခုန်တဲ့စိတ်တွေနဲ့ ဟုတ်တယ် အဲ့ဒါတမိုးထားတဲ့ဟာလေးတွေကိုပြန်ပြီးတော့သူတို့ကအဲ့လိုအသက်သွင်းလိုက်တယ်လို့ခံစားရတယ်ဆိုတော့ပျော်ပါတယ်ပေါ့နော် ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ကျွန်တော်တို့ကလည်း Academy ရေကြားထဲမှာပဲရိုက်ရအောင်နော်ဟို Academy ကိုမြင့်မြတ်ပြီးတော့ Academy ဟိုမေလေးပြီးတော့ Academy ဆိုပြည့်ဆိုတော့အဲ့လိုမျိုးကြားထဲမှာဆိုတော့ကိုကြောင့်တခုခုအဲ့လိုလွဲချော်ပါလဲဆိုတော့ဆိုပြီးတော့ကျွန်တော်ကဟိုဝိတုထဲမှာပါတဲ့စာသားလေးတွေဆိုလို့ရှိရင်လည်းအရေးကြီးရယ်လေအခုဆိုရင်ကျွန်တော်ဆိုရင်တက္ကသိုလ် live မှာဟိုကိုမြင့်မြတ်ကိုပထမအဦးဆုံးရောက်လာတဲ့စာလေးတွေမှာပြန်စာလေးတစ်ခုပေါ့အဲ့မှာ तू ကပျော်ပြီးတော့ကျွန်တော်အဲ့လိုမျိုးအဲ့ရဲ့ဟာလုံးဝမဖြစ်နိုင်ပါဘူးရှင်ဆိုတဲ့ဟာကျွန်တော်အပိုလည်းပြောလို့မရဘူးလိုလို့လည်းမရအဲ့လိုမျိုးဆိုတော့လုံးဝမဖြစ်နိုင်ဘူးမရဘူးလုံးဝမဖြစ်နိုင်ပါဘူးရှင်လုံးဝမဖြစ်နိုင်ဘူးရှင်လည်းမရပြန်အဲ့လိုမျိုးလေးတွေကစာ detail လေးတွေပေါ့နော် လုံးဝမဖြစ်နိုင်ပါဘူးရှင်တဲ့ ပြီးတော့ဟိုနောက်ပိတ်ဆုံးဒီဟိုကိုမြင့်မြတ်နဲ့အဲ့လိုမျိုးပြောရတဲ့ dialogue လေးတွေဆိုလို့ရှိရင်ဟိုအတိတ်ပဲအရန်ရှိတာပေါ့နော်ဟိုမင်းနေရာမှာဆိုရင်ငါးသားဆိုအော်ငုံမိမှာပဲမင်းမျက်ရည်တွေကြားလို့မဖြစ်ဘူးเนาะမင်းမျက်ရည်တွေမြင်ဘူးမှခံနိုင်ရှိမှာမဟုတ်ဘူးလို့အဲ့ဒီဟာလေးတွေဆိုရင်လည်းဟိုဒါတေချာအရေးကြီးတာပေါ့နော်